Hello မင်္ဂလာပါအချစ်ခံမဲ့အဖွဲ့ကပါအချစ်ခံချင်တဲ့လူများဒီဗီဒီယိုကြည့်ပါအချစ်ဆိုတာပါလေအချစ်ဆိုတာအောင်မြင်တစ်ခုပဲအဆောက်အုံကောင်းဆိုလဲအောက်ခြေကလာတယ်တစ်ပင်ကောင်းသပင်ဆိုလဲအောက်ခြေကမျိုးစိတ်ကပဲလာတယ်အချစ်ဆိုတာလဲထိုနည်းသူပဲနှလုံးသားရှိတာနဲ့အချစ်ဖြစ်သွားတာမဟုတ်အချစ်ဆိုတာအောက်ခြေဆိုတာပါလေကိုစာဖက်တဲ့ຢာတွေကိုနားထောင်ထားတဲ့ຢာတွေကိုမြင်တဲ့ຢာတွေကိုတွေးကြုံလာတဲ့ຢာမှန်သမျှတွေဒီຢာတွေကိုဖန်တီးပေးတယ်ကိုသိစေတယ်ဆိုတော့စာဖက်တဲ့လူတွေနဲ့စာမဖက်တဲ့လူတွေလည်းကွာတယ်လို့နော်ပါတယ်နားထောင်လဲနော်ကိုက anime တွေနားထောင်ရင် anime တွေပဲသိမယ်ကိုက reading knowledge တို့ရင် knowledge တွေပဲသိမယ်ဆိုတော့အချစ်ကြောင်းတွေဘက်ဆောင်နားထောင်လိုက်တော့ဘက်ဆောင်သိတယ်ပေါ့နော်အဲ့လိုမျိုးအချစ်ဆိုတာတူပေမဲ့ယောက်ျားအချင်းနဲ့မိန်းကလေးချင်းတွေကမတူဘူးယောက်ျားလေးတွေကသူတို့မွေးဖွားလာတာနဲ့သူတို့ကလူတရားကိုကောက်ွယ်ဖို့ဘလို့ကောက်ွယ်ဖို့ဆိုတာသူတို့သိတယ်ယောက်ျားဆိုတာတန်မာတယ်ချစ်တတ်တယ်မိန်းကလေးတွေကမွေးဖွားလာတာနဲ့နူညံ့ဖို့အတွက်နော်ပန်းတပွင့်ပေးရုံနဲ့ယောက်ျားလေးရှုံးတယ်အဲ့လိုမျိုးပုံစံတော့မိန်းကလေးတွေကနူညံ့မှုကလူတိုင်းမှာရှိစမမိန်းကလေးဖြစ်လို့စမဘယ်လိုပဲဖြစ်စမနူးညံ့တယ်နော်ယောက်ျားလေးတွေကမွေးလာကြတဲ့သူတို့စူးစမ်းဖို့အတွက်နော်သူတို့လိုချင်အောင်သူတို့ရအောင်ယူတဲ့လူမိန်းကလေးတွေကကျတော့အချစ်ခံရင်ရပြီဆက်ဆံရေးတစ်ခုမှာယောက်ျားလေးတွေကပိုရှင်းမရတယ်နော်ကိုဘလောက်ပဲချစ်တတ်ပါစေပျော်ကိုဘလောက်ပဲငါ I can do the best ယောက်ျားလေးကမရှိရင်အဲ့ဒီမိန်းကလေးလည်းဘာလဲလုံးမရအောင်ဆိုတော့ယောက်ျားလေးချစ်ဖို့အရေးကြီးတယ်ဆိုတော့ယောက်ျားလေးကကိုပို့ပြီးတော့ချစ်နေမှာနော်ကိုနော်အဘဘက treat နော်အဘဘက treat မှာကိုကမိန်းကလေးဖြစ်ပြီးတော့အရာအလုံးလွှမ်းမိုးနေလို့မြောက်ယောက်ျားလေးကလွှမ်းမိုးပေးမှအချစ်ရေးကတည်မြဲတယ်ယောက်ျားလေးကသူတို့ရှိရင်သူတို့ရဲ့ action လောက်ရကပြသတယ်မိန်းကလေးတွေကခံစားချက်ကနေမြင်ပါတယ်ဆိုတော့ယောက်ျားလေးကကိုပန်းတပွေပေးရင်မိန်းကလေးတွေရင်ခုန်တယ်ဆိုတော့အဲ့လိုမျိုးတကယ်တော့ယောက်ျားလေးကပန်းမပေးရင်မိန်းကလေးကလည်း sad ဝမ်းနေတယ်ဘာဖြစ်လို့မပေးတာလဲ question နဲ့မိကောင်းနေထုတ်ပြီးဘာဖြစ်လို့ဆိုတော့ပန်းမရလို့ဆိုတော့ယောက်ျားလေးကသူတို့ရှိရင်သူတို့ပန်းပေးတယ်သူတို့မရှိရင်သူတို့ပန်းမပေးဘူးဆိုတော့အထုံနည်းသူပဲမိန်းကလေးတွေလည်းအဲ့လိုခံစားရတယ်စမတို့လောကကြီးမှာနော်ကိုတရားတဲ့အကောင်ဆုံးကိုတရားတဲ့အချော်ဆုံးကိုတရားတဲ့ the best တော့မဖြစ်နိုင်ဘူးကိုတဲ့ချော်တဲ့လူတွေအများကြီးရှိတယ်ကိုတဲ့ကောင်းတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့အချစ်ရေးမှာနော်ကိုတဲ့ကောင်းတဲ့လူတွေလည်းတွေ့ရှင်တွေ့မယ်နော်ကိုတဲ့နော်အရင်ကောင်းပြီး professional ကြားတဲ့လူလည်းတွေ့ရှင်တွေ့မယ်ဒါပေမဲ့မတူတာတစ်ခုက be yourself unique နော်စာရိတ်သားတဲ့နော်တွေ့တော်မှုပိုင်းတွေနော်နေပုံထိုင်ပေါ်အကျင့်စရိုက်လောမတူတရားနဲ့တရားကွဲပြားတယ်ဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုလည်းကိုရှိတယ်သူတို့ရဲ့ဖြစ်တည်မှုလည်းသူတို့ရှိတယ်ကိုယ့်ရဲ့ဖြစ်တည်မှုကိုမပြောင်းလဲပဲနဲ့ပိုကောင်းလာအောင်လုပ်ရမယ်ဥမာဆမအရင်တော့ပြောသလိုပဲဆမစပင်းတွေပါရအောင်ဆိုဖူးတယ်အခုဆိုတော့ဆမစပင်းပြန်ပါပြီနက်လေးနဲ့ဒါကြဆမရဲ့မူရင်းစပင်းဒီစပင်းကိုထိမ့်သိမ့်ဖို့အတွက်ဆမကိုနဲ့တဲ့ကောက်ချုံစစ်သုံးတယ်အယောင်တွေလည်းသိမဆုံးနော်ပစ္စည်းမှကြောက်လို့ဆိုတော့ထိမ့်သိမ့်တယ်ဆိုတော့ကိုယ့်ရဲ့ original မပြောင်းပဲနဲ့ထိမ့်သိမ့်တယ်ပိုကောင်းလာအောင်ဆမနမတနဝဲဒီတနဝဲပိုကောင်းအောင်ပဲအမြဲ day by day နော် improving ကိုအမြဲတိုးတက်အောင်လုပ်တယ်ကိုကရပြည့်တဲ့ခွမ်းမဟုတ်ကိုအကောင်ဆုံးမဟုတ်နဲ့ကိုတိုးတက်အောင်လုပ်တယ်ဒါပေမဲ့ကိုကမူရင်းတိုင်းပဲကိုထက်ကောင်းတဲ့လူကိုထက်တော်တဲ့လူကိုကြိုက်တဲ့လူတရားကိုကပိုက်ဆိုင်ရှင်ပြီးဆိုရင်ကိုရဲ့တန်ဖိုးကိုသိရတယ်လူတိုင်းပဲကိုရဲ့တန်ဖိုးကိုသိရတယ်ကိုပြုပြင်ရတယ်ပိုကောင်းအောင်နော်သူနဲ့ level ရှင်းညှိအောင်ကိုကအကောင်းဆုံးလူကျရင်ကိုကလည်းအကောင်းဆုံးလူဖြစ်အောင်ကိုကကြိုးစားရမယ်ဆိုတော့အကောင်းဆုံးလူကလည်းသူနဲ့တပြင်းညှိဆိုရင်သူကလည်းကြည့်မယ်သူထက်အောင်နေရင်လည်းသူလည်းမကြည့်ဘူးကိုကအဲ့လိုလူကျရင်ကိုကလည်းနော်စာတွေဖတ်မယ်တွေးကြုံနေယူမယ်ဆိုတော့ကိုလည်းတိုးတက်ကြောင်လုံးတဲ့လူဖြစ်ရမယ်ဒါဆိုတော့တားထက်ကြရင်နော်စကားပြောအဆင်ပြေတယ် level ရှင်းကလေစကားပြောရမှာလုံးဝတီးတာတယ်ကိုကစာဖတ်တဲ့လူဆိုရင်စာဖတ်တဲ့လူနဲ့စကားပြောရင်ပိုအဆင်ပြေတယ်အချစ်ဆိုတာကလည်း communication မှာမူတည်တယ်ဆိုတော့လူတယောက်နဲ့ကိုရှိပြီဆိုရင် communication ဆက်ဆံရေးရှိတယ်ဆက်ဆံရေးဆိုတာစကားပြောဆက်ဆံရေးရှိရတယ်
စကားပြောဆက်ဆက်ရေးမှာတစ်ဖက်လူကပြောရင်တစ်ဖက်လူကနားထောင်ပေးရမယ်နှစ်ယောက်လုံးပြောရင်လည်းမရအောင်ဆိုတော့ပုံနားထောင်ပြောလေးလေအဲ့ဒီအသွဲကရေးရှည်တယ်ဆိုတော့တစ်ဖက်လူကစကားပြောရင်တစ်ဖက်လူကနားထောင်ပေးတာ communication ကောင်းတဲ့လူဖြစ်ပါစေ communication မကောင်းရင်လေအရန်အခက်တွေးရတယ်ကွာလူနေကအတူတူနေရင်ဖုံးဆိုတာအရာကျတော့လောကမှာကွာထားရမယ်ကွာဘာဖြစ်လဲဆိုတော့လူနှစ်ယောက်ဆိုတာစကားပြောရမယ်နော်လူနှစ်ယောက်အတူတူနေတာသူတို့နှစ်ယောက်ရှိလို့ပဲသူတို့ပြောတာဆိုတော့လေဖုံးဆိုတဲ့နော်တက်ရှိမဟုတ်တဲ့အရာကိုဖယ်ထားရမယ်ကွာcommunication ထဲမှာအချစ်ဆိုတာဘာလဲဆိုတော့နားထောင်ခြင်းကအချစ်ဖြစ်တယ်ဂရုစိုက်ရှင်ဆိုတော့နဘေးနားမှာရှိတဲ့လူကိုကူညီတာပဲဖြစ်နော်ဂရုစိုက်တယ်နော်ကိုလိုအဲ့ဒါတွေဖြစ်စီပေးတာတွေဒါအချစ်လို့ခေါ်ရတယ်လူနှစ်ယောက်ဆိုတာလေ judge လို့မရဘူးဆုံးဖြတ်တာသူမကောင်းဘူးတော့နော်သူဆိုးတာတော့လုံးဝဆုံးဖြတ်လို့မရဘူးဆိုတော့အဝင်ကြအောင်တရားနဲ့တရားညှိရမယ်ပေါ့နော်ဒါရမပြောဘဲနဲ့တွယ်ဝိုက်ပြောလို့ရတယ်ဆိုတော့ communication ကောင်းတဲ့လူတွေကဒီတန်းရှိတယ်နော်ဒါရမပြောဘဲတွယ်ဝိုက်ပြီးတော့ပြောတယ်လူတယောက်ဆုံးမရင်လည်းလေဒါရဆုံးမစရာမလိုတွယ်ဝိုက်ပြီးတော့ဆုံးမလို့ရတယ်ချိုတလေးနဲ့ဆုံးမလို့ရတယ်စကားမှာယဉ်ကျေးမှုရှိပါစေကျင်နာရှင်းချပါစေအတ္တတွေမာနတွေမရှိပါစေနဲ့ဆိုတော့ကျင်နာရှင်းနဲ့ပြောတဲ့စကားတွေနော်ခေါင်းထဲမှာမဝင်ဘူးနှလုံးသားထဲထိကိုဝင်တယ်ဆိုတော့လူနှစ်ယောက်ဆိုတာလေစကားကြမ်းစရာမလိုတရားနဲ့တရားနော်စကားပြောရင်ချိုတပြောလို့ရတယ်အဲ့ကိုခြုံပြီးပြောလိုက်ရင်မိန်းကလေးတွေကအချစ်ခံတာပဲကောင်းမယ်ယောက်ျား